မင်္ဂလာပါရှင်ထိုင်းနိုင်ငံကိုရောက်လာတဲ့သူတိုင်း Thailand Digital Arrival Guide ကို online မှာခရီးမထွက်ခဲ့တရင်းနေ့အလိုမှာကြိုတင်ထားလို့ရသလိုဒီလေဆိပ်ကိုရောက်မှလည်းဒီ Arrival Guide ကိုဖြည့်လို့ရတယ်လေဆိပ်မှာကဖောက်ပြတဲ့သူအများများတဲ့အခါဆိုလို့ရှိရင်ခြာကြီးတက်စီဆောင်နေရမှာဖြစ်ပါတယ်ရှင်ဆိုတော့ online ကနေဖြည့်တဲ့နည်းတွေကိုပြပေးချင်ပါတယ်ထိုင်းနိုင်ငံကနေထွက်သွားပြီးပြန်ဝေတဲ့သူလည်းဖြည့်ရမယ်အသက်ဝင်လာတဲ့သူလည်းဖြည့်ရမှာဖြစ်ပါတယ်ရှင်ဒီဆိုကျမတို့ဒီ Google ကနေပြီးတော့ Thailand Digital Arrival Guide ဆိုပြီးတော့သူ့ရဲ့ website ကိုရေးပြီးတော့ရှာလိုက်ပါမယ်ရှင်ဒီဖောက်ဖြည့်တာက online ကပဲဖြစ်ဖြစ်အပြင်ကပဲဖြစ်ဖြစ်ကိုကြားငွေကိုကြားစရိတ်လုံးဝမရှိပါဘူးဆိုတော့ကျမတို့ဒီမှာသူ့ရဲ့ website ထဲဝင်ဖို့အတွက် official website ကိုကြည့်လိုက်ရအောင်နော်ဒီ link ကကြတော့သူ့ရဲ့ official link ဖြစ်တယ်ဆိုတော့ကျမတို့ဝင်လိုက်မယ်ကျမတို့ကဒီ Arrival Guide ကိုလုံးဝမဖြည့်ဘူးသေးရင်ဒီများပြထားတဲ့နေရာနေဝင်မယ်ပေါ့နော်အန်ထိတ်တင်မဲ့ဖြည့်ဘူးတာရှိရင်ဒီနေရာဝင်ဆိုတော့စတင်လိုက်အောင်ဒီနေရာမှာကျမတို့ဖြည့်ရမှာကအဆင့်3ဆင့်ရှိရပေါ့နော်အဓိကကတော့တင်းနေနေကိုပဲဖြည့်ရတယ်အခုဖြည့်မှာကဒီနာမည်မွေးသိကိမွေးလာပေါ့နော် passport ထဲကအတိုင်းကိုဖြည့်ရမယ်နာမည်ထည့်တဲ့နေရာမှာသတိထားပါဒီမှာဥပမာအနေနဲ့ပြထားတဲ့နာမည်ကမြတ်မိုးဖြူပေါ့နော်ဆိုတော့ဖြူကို family name နေရာမှာကျမထည့်ပေးလိုက်တယ်ဒီမြတ်မိုးကြတော့ဒီ first name နေရာမှာထည့်လိုက်မှာဖြစ်ပါတယ်ရှင်ပြီးတော့ဒီနေရာမှာက passport နံပါတ်ကိုထည့်ပေးရမယ် passport ထဲကနံပါတ်ပါလက်ရှိသုံးနေတဲ့ passport ဖြစ်ရမှာပေါ့နော်နံပါတ်တွေရိုက်ထည့်ပြီးဆိုလို့ရှိရင်ဒီမှာသတိထားပြီးတော့တစ်ခုကြည့်ပါဒီ maiden name နေရာမှာကျွန်မမထည့်ထားဘူးအဓိကထည့်ရမှာကဒီအနီ star လေးပြထားတာကိုပဲအဓိကထည့်ပေးပါ national မှာကကြတော့မြန်မာကိုပဲယူလိုက်ပါမယ်ရှင်ဒါကမြန်မာလူမျိုးဖြစ်တဲ့အတွက်ကြောင့်မြန်မာဆိုပြီးတော့ရွေးပေးရပါတယ်ဒီနောက်ထပ်တစ်ချက်ကကိုယ့်ရဲ့ passport ထဲမှာတုပ်ပြထားတဲ့မွေးသေးကိမွေးနေ့မွေးရက်ကိုထည့်ပေးရမှာဖြစ်ပါတယ်ရှင်ဒီမွေးနေ့မွေးရက်တွေထည့်လို့ပြီးရင်နောက်တစ်ခုကကျမတို့ဒီအလုတ်ကင်ပေါ့နော်အလုတ်ကင်နဲ့ပတ်သက်ပြီးတော့ထည့်ရမှာဖြစ်တယ်ဒီအလုတ်ကကြတော့ကျမတို့ကဒီထိုင်းနိုင်ငံမှာပဲနေပြီးတော့အလုပ်လုပ်တဲ့သူဖြစ်တယ်ဒီမြန်မာပြည်အလဲပြန်နေဆိုလို့ရှိရင်ကျမတို့လက်ရှိထိုင်းနိုင်ငံမှာလုပ်နေတဲ့အလုပ်ကဘယ်အလုပ်တွေပဲဖြစ်ဖြစ်ပေါ့နော်ကိုယ်အလုပ်မျိုးစားနာမည်ကိုရွေးစရာမလိုဘူးဒီ employment ဆိုပြီးပဲရေးထည့်လိုက်ရင်လုံလောက်ပါပြီနောက်ပြီးဒီဘေးကအကွက်လေးထဲမှာပေါ့နော်ကိုယ့်ရဲ့ female မေးကိုရွေးဖို့မမေးနဲ့ကိုကထိုင်းနိုင်ငံမှာပဲနေတဲ့သူဖြစ်တယ်ဆိုတော့ထိုင်းလန်ကိုပဲရွေးပေးပါမြန်မာပြည်ကနေအလဲလာတဲ့သူဆိုလို့ရှိရင်တော့မြန်မာကိုရွေးပေးပါပြီးတော့နောက်တစ်ချက်ကထိုင်းလန်ကဒီဘယ်ကျုံဝက်ပေါ့နော်ထိုင်းလန်ရဲ့ဘယ်နေရာမှာနေလဲဒီစမူစာခေါ်ဆိုလို့ရှိရင်စမူစာခေါ်ဖြစ်တဲ့အကြောင်းကိုရေးထည့်ပေးပါဒီ visa no ဆိုတဲ့နေရာမှာမဖြည့်လဲရတယ်ပေါ့နော်ပြီးတော့ကိုယ့်ရဲ့ထိုင်းဖုန်းနံပါတ်ကိုထည့်ပေးဒါလေးထည့်ပြီးပြီဆိုလို့ရှိရင် passport နံပါတ်တွေကိုယ့်ရဲ့နာမည်တွေကိုအားလုံးတခြားစစ်ပြီးတော့ continue ကိုနေပြီးတော့တွားလိုက်ပါဒီဖောင်ဖြည့်တဲ့အခါဒီတလအလိုတပတ်အလိုအဲ့ဒီကလေးကနေကြိုတင်ပြီးတော့ဖြည့်ထားလို့မရဘူးကိုထိုင်းနိုင်ငံထဲကိုစတင်ဝင်ရောက်မယ့်နေ့အလိုပေါ့နော်3ရက်အလိုသို့မဟုတ်2ရက်အလိုမှဖြည့်လို့ရတယ်ဆိုတော့ဒီနေရာမှာရွေးလို့ရတာ20ရက်နေ့ကနေ23ရက်နေ့ထိရွေးချက်ပိုင်ခွင့်ရှိရယ်ဒီကြားထဲမှာကိုဘယ်နေ့ရောက်မလဲပေါ့နော်ကိုရောက်မယ့်နေ့ကိုရွေးထည့်ပေးပါပြီးတော့ဒီကိုထွက်လာတဲ့နိုင်ငံကိုဖော်ပြရမယ်ကိုကမြန်မာကနေအလဲပြန်လာမှာလားဒါမှမဟုတ်မလေးစင်ကာပူပြည်နယ်ကိုလဲသွားတာလားပေါ့နော်ကိုစပြီးတော့ထွက်လာတဲ့နိုင်ငံကိုရေးထည့်ပေးပါဆိုတော့မြန်မာကပြန်ရေးမြန်မာလို့ထည့်ပေးပါဒီထိုင်းထဲကိုဘာလာလောက်တာလဲပေါ့နော်ဆိုတော့ကိုကထိုင်းထဲကိုအလဲလာတာမဟုတ်ဘူးအလုံးပြန်လာလောက်တဲ့အတွေ့အကြုံမို့ဒီပထမဖြည့်ခဲ့တဲ့လိုမျိုး employment ကိုပဲရွေးပေးလိုက်ပါရှင်ပြီးတော့ဘာနဲ့လာလဲလေတာကားလာပေါ့နော်လေရဆိုရင်လေရကိုရွေးပေးပါပြီးလို့ရှိရင်ဒီ modern transport မှာကကြတော့ကျမတို့ commercial flight ကိုပဲရွေးပေးပါပြီးဒီ flight နံပါတ်ကျမတို့ဒီလေလက်မှတ်နော် booking တင်တဲ့အချိန်တုန်းကရတဲ့booking မှာ flight နံပါတ်ရှိပါတယ်ဒီနံပါတ်ကိုရေးထည့်ပေးပါဒါကကိုစီးနေလာတဲ့လေယာဉ်နံပါတ်ဖြစ်တယ်ပေါ့နော်
ဒီတပါချာ information ကကြတော့ကိုကရရှိနေတဲ့သူဖြစ်တဲ့အတွက်ကြောင့်မို့ဒီနေရာကိုမဖြစ်ရနဲ့ကျမတို့ထားခဲ့လို့ရတယ်ဆိုတော့နည်းနည်းလေးထပ်ဆွဲကြည့်လိုက်မယ်ထိုင်းနိုင်ငံထဲရောက်ရင်ကိုကဘယ်မှာနေမှာလဲဟိုတယ်မှာနေမှာလားမဟုတ်ဘူးကိုရဲ့ဒီတိုက်ခန်းမှာပဲနေမယ်ဆိုလို့ရှိရင်ဒီအပမတ်ဆိုပြီးတော့ရွေးထည့်ပေးလိုက်ပါပြီးတော့ဒီကိုနေတဲ့နေရာပေါ့နော်ထိုင်းမှာစမှုစာခေါ်ဆိုလို့ရှိရင်စမှုစာခေါ်စမှုစာခေါ်ရဲ့ဘယ်နေရာမှာနေတာလဲစမှုစာခေါ်မြို့ထဲမှာပဲနေရင်မွန်စမှုစာခေါ်ဆိုပြီးတော့ရေးထည့်ပေးပါဒီထိုင်းမှာဆိုလို့ရှိရင်ကြော်ဝမ်အဘောတန်ဘောဆိုပြီးတော့ရှိရပေါ့နော်ကိုနေတဲ့တန်ဘောကိုရွေးထည့်ပေးပါဒီစမှုစာခေါ်မြို့ရဲ့တန်ဘောပြီးလို့ရှိရင်ဒီအတွက်နေရာမှာကိုနေတဲ့တိုက်နံပါတ်ကိုရေးထည့်ပေးပါဆိုလို့ရှိရင်ဒါတွေအားလုံးမန်ကန်လားမာယွင်းနေလားဆိုတာကိုသိချပြန်ပြီးတော့ဆက်စီပါမန်ကန်နေဆိုလို့ရှိရင် continue နှိပ်ပြီးတော့သွားပါနံပါတ်3ဆက်မှာဘာမှမဖြစ်လဲရတယ်ဒီတိုင်းထားလို့ရတယ်ဒီမှာကကြတော့ကိုယ့်ရဲ့အပေါင်းဖတငယ်ချင်းတွေပါရဒါလေးကိုနှိပ်ပြီးတော့ပထမဖြည့်ခဲ့သလိုဖြည့်မရှိရဒါလေးကို view နှိပ်ပြီးတော့ကြည့်လိုက်ပါဆိုတော့ဒီနေရာမှာစစ်စီပါဒီနေရာမှာကကိုမားတဲ့ဟာတွေကိုပြန်ပြေလို့ရတဲ့အဆင့်ဖြစ်တယ်ပေါ့နော်ဒီအဆက်မှာမားတာကိုပြင်ပြီးပြီဆိုလို့ရှိရင်ကျမတို့ email ထဲကိုဒီ file လေးယူလိုက်ရုံပဲပေါ့နော်ဆိုတော့ဒီဟာတွေကအားလုံးမှန်တယ်ပြန်ပြင်စရာမရှိဘူးဆိုလို့ရှိရင်ကျမတို့ email ကိုထည့်ပေးရမယ်ဒီဖြည့်ထားတဲ့ဖာကိုလက်ခံဖို့အတွက်ဖြစ်ပါတယ်ရှင်ဆိုတော့မားရွေးနေတယ်ဆိုလို့ရှိရင်ဒီဘေးမှာ edit ဆိုပြီးတော့ရေးထားတယ်အများလေးနဲ့ပြထားတဲ့နေရာလေးကိုနှိပ်သွားလိုက်ပြီးပြပြင်လို့ရတယ်မားတဲ့နေရာလေးဒါမှမဟုတ်မမားဘူးအားလုံးမှန်တယ် email နဲ့အမှန်ရေးထည့်ပြီးပြီဆိုလို့ရှိရင်ဒီမှတ်ချက်လေးနှိပ်ပြီးဒီမှာ agree ပေါ်လာမယ်ပေါ့နော်ဒါလေးကိုထောက်ခံပေးလိုက်ရင် submit ကိုနှိပ်ပြီးတော့သွားဆိုလို့ရှိရင်ကိုထည့်လိုက်တဲ့ email ထဲကိုဒီမှာသူ့ရဲ့ PDF file လေးကြာလာတယ်ပေါ့နော်ဒါလေးကိုဖွင့်ကြည့်လိုက်လို့ရှိရင်ကိုဖြည့်ထားတဲ့အချက်လက်လေးတွေကို QR code လေးနဲ့တွဲပြီးတော့ပေါ်မှာဖြစ်ပါတယ်ရှင်။တစ်ယောက်ဆိုလို့ရှိရင်တစ်ခုပေါ်တယ်ပေါ့နော်။နှစ်ယောက်ဆိုလို့ရှိရင် QR code နှစ်ခုပေါ်ပြမှာဖြစ်တယ်။ကိုဖြည့်ထားတဲ့လူကြီးတိုင်းတွေ့ရတာပေါ့နော်။ဒါဆိုလို့ရှိရင် Thailand Immigration ရောက်ရင်ကိုယ့်ရဲ့ဖုန်းထဲကနေပြပေးလိုက်ရင်ရပါပြီရှင်။ဒီဗီဒီယိုဖိုင်လေးကြည့်ပြီးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်။ Bye bye